မျိုးသမီးတယောက်ဟာအခန်းထဲကထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပြီးကြောက်လန့်တကြားနဲ့ကြက်တေးသွားခဲ့ပါတယ်။သူ့ရှိမှရှိနေတဲ့မိန်းကလေးရဲ့ခန္ဓာကိုယ်ထဲမှာတကယ်ကိုကြောက်စရာကောင်းတဲ့မိစ္ဆာဆိုးကြီးတစ်ကောင်ပုံအောင်နေတယ်ဆိုတာကိုမြင်လိုက်ရတာပါ။အဲ့ဒီအမျိုးသမီးရဲ့နာမည်ကအမ်မာလို့ခေါ်ပြီးသူမကတခြားလူတွေရဲ့နန်းလောကတဲ့ကိုဝင်ရောက်နိုင်တဲ့အပြင်စုံနှက်ကဝေတွေကိုနှင်ထုတ်ပေးနိုင်တဲ့ထူးခြားတဲ့စွမ်းအားရှင်တစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီနေ့ကအမ်မာကအလုပ်တွေပြီးလို့အိမ်ကိုစောစောပြန်ရောက်လာခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသူမရဲ့သမီးဖြစ်သူအဲလီကအိမ်တကားကိုလာခောက်တဲ့အတန်ကိုကြားလိုက်ရတယ်။အဲလီတကားဖွင့်ကြည့်လိုက်တော့အပြင်မှာမိုးကအင်ဂျီအနီလေးဝစ်ထားတဲ့မိန်းကလေးငယ်တစ်ယောက်ရက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီမိန်းကလေးကသူမတို့အိမ်မှာ၆လက်နေတဲ့တရေတစေကိုနှင်ထုတ်ပေးဖို့အမ်မာရဲ့အကူအညီကိုလာတောင်းတာပါ။ဒါပေမဲ့သူတို့နှစ်ယောက်အခန်းထဲမှာထိုင်ပြီးစကားပြောနေတာမကြသေးခင်မှာပဲအဲလီကအသေးစိတ်ထပ်မေးဖို့ပြင်လိုက်တဲ့အချိန်မိန်းကလေးငယ်ကအဲလီရဲ့အနောက်ကအရာတစ်ခုကိုကြောက်လန့်တကြားနဲ့လက်ညှိုးထိုးပြပါတော့တယ်။အခြေအနေတစ်ခုခုမှားယွင်းနေပြီဆိုတာကိုအမ်မာသိလိုက်တာနဲ့အခန်းထဲကိုအမြန်ပြေးဝင်လာခဲ့ပေမဲ့တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားခဲ့ရတယ်။အဲလီရဲ့အနောက်မှာတော့မဲမဲတထန်တရေကြီးတစ်ကောင်ကအဲလီကိုအနောက်ကနေအတင်းဖက်ထားတာကိုမြင်လိုက်ရလို့ပါအဲ့ဒီအချိန်မှာပဲအိမ်တကားကိုတယောက်ကထပ်ပြီးပြင်းပြင်းထန်ထန်လာခောက်ပြန်ပါတယ်။လာခေါ်တာကတော့အဲ့ဒီမိန်းကလေးရဲ့ဖေဖေဖြစ်ပြီးတမီးကိုအိမ်ပြန်ခေါ်ဖို့ရောက်လာတာပါ။မိန်းကလေးငယ်ကသူ့ဖေဖေကိုမြင်ချင်းမှာပဲအသေးတန်အော်ဟစ်ပြီးကဲပါဦးဆိုပြီးအမ်မကိုငွေရိုတောင်းပန်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ကလေးရဲ့အော်ဟစ်နေတာတွေကိုလုံးဝဂရုမစိုက်ပဲဆွဲခေါ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာအဲလီကမေဖြစ်သူအမ်မကိုအဲ့ဒီမိန်းကလေးငယ်ကတကယ်ပဲအကူအညီလိုနေတာမို့တွားခဲ့ရအောင်လို့ပြောခဲ့ပေမဲ့အမ်မကတော့အဲ့ဒီကိစ္စမှာဘယ်တော့မှဝင်မပါဘူးတမီးကိုပြက်ပြက်တသားတတိပေးလိုက်ပါတယ်။ဒါပေမဲ့အဲလီကတော့ကြောက်လို့ဆိုပြီးဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူးလို့တွေးနေခဲ့တယ်။အဲ့ဒီညမှာပဲအဲလီတယောက်အိမ်မက်ဆုတစ်ခုမှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာသူမကကလေးဘဝကိုပြန်ရောက်သွားပြီးမှောင်မဲနေတဲ့မြေအောက်ခန်းတစ်ခုထဲမှာပိတ်မိနေခဲ့ပါတယ်။အဝေးဆုံးတနေရာမှာတော့အပေါ်ကိုတက်မဲ့လှေကားတစ်ခုရှိနေပေမဲ့အဲလီကအဲ့ဒီလှေကားနားကိုသွားပြီးလွတ်မြောက်ဖို့ကြိုးစားတဲ့အချိန်မှာပဲလန့်နိုးလာခဲ့ရတယ်။နိုးလာတဲ့အခါမှာတော့အဲလီကဒီအိမ်မက်ဟာအဲ့ဒီမိန်းကလေးငယ်နဲ့တေချာပေါက်ဆက်ဆက်နေတယ်လို့ပို့ပြီးယုံကြည်သွားခဲ့တယ်။နောက်တနေ့မနက်မှာတော့အဲလီကမေဖြစ်သူမသိအောင်ကားကိုတယောက်ထဲမောင်းပြီးအဲ့ဒီမိန်းကလေးရဲ့အိမ်ကိုလိုက်သွားခဲ့ပါတော့တယ်။အိမ်တကားကိုအချိန်ချင်းခောက်ပေမဲ့ဘယ်သူမှပြန်မထူးတာကြောင့်မထူးဆက်ခင်းပြီးအိမ်နောက်ဖေးဘက်ကိုပတ်သွားခဲ့တယ်။အဲ့ဒီမှာနေရန်ကအပေါက်ကျင်းလေးတွေကနေလှမ်းချောင်းကြည့်လိုက်တဲ့အခါမြေအောက်ခန်းထဲမှာလူတယောက်ပိတ်လောင်ခံထားရတာကိုမထင်မှတ်ပဲမြင်လိုက်ရတယ်။တခုခုတော့အကြီးကျယ်မှားယွင်းနေပြီဆိုတာသိလိုက်တဲ့အဲလီဟာအိမ်နောက်ဖေးတကားကနေအိမ်ထဲကိုခိုးဝင်သွားခဲ့ပါတော့တယ်။ထူးဆန်းတာကအင်ကြီးတအိမ်လုံးမှာဘယ်သူမှမရှိပဲခြောက်ကပ်ပြီးနေခဲ့တာပါ။အဲလီလည်းအခန်းတွေကိုတခန်းပြီးတခန်းလိုက်လံရှာဖွေစစ်ဆေးနေတော့မှပဲအိမ်ရဲ့လျှို့ဝှက်တဲ့နေရာတစ်ခုမှာပုံကွယ်နေတဲ့ထူးဆန်းတဲ့တကားအိုကြီးတစ်ခုကိုတွေ့ရှိသွားပါတော့တယ်။